အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေအားလုံးပဲမင်္ဂလာပါကိုလင်းရဲ့ဒါဒူဒီစူပါလင်းဆိုတဲ့ YouTube channel နေပြီးတော့ကိုမအားလုံးကိုပြန်လည်ပြီးတော့ရီးစွာနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့တောက်ကြနေ12နာရီ10မိနစ်ကကျွန်တော်တင်ငါဆိုတဲ့ကဏ္ဍနဲ့ဒါကြံကဏ္ဍနှလုံးလုံးအပြီးဆင်းလာပြီပေါ့ဗျာနော်ကြံကဏ္ဍနှလုံးလုံးကိုအပြီးဆင်းလာတယ်ပေါ့နော်ကဏ္ဍကုန်ဒီဘက်ဆင်းတယ်နော်ကနန်းကုန်ဒီဘက်ဆင်းနေဆိုတော့ကျွန်တော်တို့ဒီတောက်ကြနေညနေ4နာရီခွဲလေးကိုကျွန်တော်တို့သွားမယ်ပေါ့ဗျာနော်တောက်ကြနေညနေ4နာရီခွဲလေးကိုကျွန်တော်တို့မသွားခင်ကျွန်တော်မိတ်ဆွေအားလုံးပြောချင်တာတစ်ခုကဒီကိုလင်းရဲ့အခုဒူဒီစူပါလင်းဆိုတဲ့ YouTube channel လေးကိုအခုမှတွေ့တဲ့သူအခုမှမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe လုပ်ပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါလို့မပြောပြီးပြီဆိုတော့နော်လာမယ့်ပတ်မှာတော့ဒါတင်းနိုင်တည်းရပိတ်တယ်ပေါ့နော်တင်းနိုင်တည်းရဖောင်းတယ်လာမယ့်ပတ်ကတင်းနိုင်တည်းရဖောင်းတယ်4ရက်ပဲဆော့ရမယ်ပေါ့နော်အင်္ဂါဗုဒ္ဓဟူးကြာတပရိတောက်ကြ4ရက်ပဲဆော့ရမယ်ပေါ့နော်အဲဒီကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကလာမယ့်ပတ်မှာဒါဇာတို့ပတ်တီးနဲ့ဒါတင်ကွက်ကလေးကိုလိုချင်ပါတယ်ဆိုတဲ့သူတွေကလာမယ့်ပတ်ကိုအဖွဲ့ဝင်လို့ရပြီပေါ့နော်အဖွဲ့ဝင်နေတဲ့သူတွေကကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ဒီ39 996 1010 26နော်3996 1010 26က399681 688 953ဆိုတဲ့ဖုန်းလေးတွေကိုဒါဖုန်းဆက်ပြီးတော့ဒီနေ့ကင်းကစပြီးတော့ကျွန်တော်တို့ဒါဒီနေ့ကင်းဆိုရင်တောက်ကြစနေတနင်္ဂနွေတနင်္လာအင်္ဂါနေ့မနက်အထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်နော်ဖုန်းမဲ့သူတွေကျွန်တော်အခု live လွှင့်နေရင်ဒီ like ရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပင်ထားပေးမယ်ပြီးလို့ရှိရင်ကျွန်တော်အကောင့်တွေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်နော်ကျွန်တော်ကောင်းနေတယ်ကျွန်တော်ပို့တင်ပေးထားပါတယ်3996 1010 26က399681 688 953ဆိုတဲ့ဖုန်းနံပါတ်เนาะ iPhone လေးတွေကတော့ဒါကိုလင်းအစ်စ်ကိုင်တဲ့ဖုန်းနံပါတ်ပါအဲ့ဒါလေးတွေကိုဖုန်းဆက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့လာမယ့်ပတ်တော့ကိုဇာတို့ပတ်တီးနဲ့ဒါမွေးတင်ကွက်เนาะယူမဲ့သူတွေအကောင်းဆုံးကျွန်တော်တို့စူးစမ်းမယ်ကောင်းဆုံးကတော့ကျွန်တော်ဘယ်လိုစဉ်းစားထားလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးလာမယ့်ပတ်ကိုတော့ဒါမဲ့ပတ်ပင်မဟုတ်တကြံပြီးလောက်ပေါ့ဗျာတကြံပြီးလောက်တကြံပြီးဒါမဲ့ပတ်ပင်နောက်တစ်ပတ်ကတကြံပြီးနောက်တကြံပြီးလောက်ဆိုရင်တော့ကျွန်တော်တို့ဒါအေးစစ်သေးကျွန်တော်တို့ဒါအလုပ်လုပ်ရပြီပေါ့နော်တကြံပြီးလောက်ဆိုရင်တော့မြန်မာနှစ်ကုန်လောက်ဆိုတော့ဒါအေးစစ်လုပ်လို့ရပြီနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါကိုလင်းရဲ့ဒူးဒီစူပါလင်းဆိုတာကိုလင်းရဲ့အကောင့်ဆက်နော်ဒါကျွန်တော်အရင်တော့အကောင့်တူလို့ပြောတဲ့ညီလေးတွေကကျွန်တော်ဒါပြန်ပေးထားတာเนาะပြန်ပေးတာကိုလင်းမှာအကောင့်တွေမရှိတော့ဘူးလေကျွန်တော်အကောင့်တွေအကုန်ယူပြားတယ်ဆိုပြီးတော့เนาะပြန်ပေးတာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ဒါကိုလင်းအကောင့်အဆက်ပါเนาะကိုလင်းကျွန်တော်အခုလက်ရှိရတော့ဗီဒီယိုလေးတွေပုံမှန်တင်ပေးနေပါလေလိုက်လွှင့်အကောင့်တွေပြတ်လို့เนาะလိုက်လွှင့်အကောင့်တွေပြတ်လို့ဖြစ်တဲ့အတွက်မို့ကျွန်တော်ဗီဒီယိုလေးတွေကိုပုံမှန်ကျွန်တော်မိတ်ဆွေတွေအားလုံးတင်ပေးနေပါတယ်ပေါ့เนาะအဲ့တော့ကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ကိုလင်းရဲ့အခုဒူးဒီစူပါလင်းဆိုတဲ့ YouTube channel လေးကိုအခုမှတွေ့တဲ့သူအခုမှမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နော်ဒီမနက်ကတော့ဒါတောက်ကြနေမနက်ကိုကျွန်တော်တို့ဒါစိန်မာစတာကီ83ကတော့ဒါတင်ငါဆိုပြီးတော့အလုပ်လုပ်သွားတယ်ပေါ့နော်ညနေကိုတော့တောက်ကြနေညနေ4နာရီခွဲလေးကိုတော့ကျွန်တော်တို့ဒါအကောင်းဆုံးကြိုးစားပေးထားမယ်နော်ကျွန်တော်တို့ဒါဒီနေ့က3ရက်နေပေါ့ဗျာနော်3ရက်4လပိုင်း2026တောက်ကြနေညနေ4နာရီခွဲအတွက်ကလေးကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါလေးတော့တေချာလေးဗီဒီယိုလေးကိုပြီးဆုံးတိုင်းပဲမေးမကြော်ပဲတေချာလေးပြီးဆုံးအောင်ကြည့်ပေးဖို့အားလုံးမေတ္တာရက်ခံပါတယ်နော်အားလုံးပဲနော်တောက်ကြနေညနေ4နာရီခွဲကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့38ဝမ်းချင်းဖြစ်ပါတယ်နော်38ဝမ်းချင်းမှာကျွန်တော်ကိုလင်းရနေပြီးတော့3နဲ့ပတ်သက်တဲ့ကြိုက်တဲ့ကဏ္ဍပြောမယ်8နဲ့ပတ်သက်တဲ့ကြိုက်တဲ့ကဏ္ဍပြောမယ်ပြီးရင်ကျွန်တော်အကြိုက် main တင်ကွက်ပြောပေးမယ်နော်တောက်ကြနေညနေ4နာရီခွဲကိုကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကတော့38အချိန်မှာ38အချိန်ကိုကိုလင်းရနေပြီး3နဲ့ပတ်သက်လာဘာလေးကြိုက်လဲဆိုရင်30 31 3နဲ့35ဖြစ်ပါတယ်နော်3ကြလာမယ်ဆိုကိုလင်းကြိုက်တဲ့ကဏ္ဍလေးက30 31 3နဲ့35ဖြစ်ပါတယ်နော်ခဲလာပြီး8နဲ့ပတ်သက်တာလေးက80 81 85 89ဖြစ်ပါတယ်နော်8နဲ့ပတ်သက်တာက80 81 85 89ဖြစ်ပါတယ်အဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော် main တင်ကွက်လေးမပြောရင်ကျွန်တော်တစ်ခါပြောလိုက်တယ်နော်ဒါပေမဲ့မှာဇာရိုးပတ်တီးနဲ့မွေးတင်ကွက်ကို
အဖေမဲ့သူတွေကကျွန်တော်ရဲ့ကိုလင်းရဲ့အစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ဒီ399996101026ကဲနော်399996101026ကဲ399988168893ဆိုတဲ့ဖုန်းလေးတွေနော်ကျွန်တော်ပါစကနေခေါ်ပေးတဲ့ဖုန်းနံပါတ်ဒီကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ပါနော်ကျွန်တော်တန်တော်မှတ်မိမယ်ထင်ပါတယ်ဟုတ်ပြီလားနော်ကဲအားလုံးပဲနော်ကျွန်တော်ကြိုက် main အားလေးရတော့ဒါဒီနေ့ကင်းကစပြီးတော့ကျွန်တော်ဖုန်းလေးဆက်ဖွင့်ပေးထားပါတယ်တောက်ကြစနေတနင်္ဂနွေတနင်္လာအင်္ဂါနေ့မနက်အထိကိုကျွန်တော်ဖုန်းလေးဆက်ဖွင့်ပေးထားပါတယ်နော်ကျွန်တော်အကောင့်လေးလည်းကျွန်တော်ဒါပြင်ပို့တင်ပေးထားပါတယ်နော်ဒီ live လွှင့်မိလည်းဒီဗီဒီယိုတင်မိလည်းဒီဗီဒီယိုရဲ့ comment ထဲမှာလည်းကျွန်တော် comment ထဲမှာလည်းပင်ထောက်ပေးပါမယ်နော်ကဲအားလုံးပဲကျွန်တော်ကြိုက် main တင်ကွက်ကတော့9နှစ်ကဲ9လေးရယ်9ခွန်ရယ်ဖြစ်ပါတယ် main တင်ကွက်ဒီညနေကိုတောက်ကြညနေ4နာရီကိုကျွန်တော်ကြိုက် main တင်ကွက်က9နှစ်9လေး9ခွန် main တင်ကွက်ဖြစ်ပါတယ်နော်9နှစ်9လေး9ခွန်ကတော့ main တင်ကွက်ဖြစ်ပါတယ်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲလာမယ့်ဘက်ကျွန်တော်တို့တနင်္လာနေ့ညမှာကျွန်တော်ပြန်ဆောင်ကြမယ်နော်တနင်္လာနေ့ညမှာကျွန်တော်ပြန်ဆောင်ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါအားလုံးပဲတက်တာပါအားလုံးပဲတနင်္လာနေ့ညပေါ့နော်တနင်္လာနေ့ညကြလို့ရှိရင်ကျွန်တော်ဒါဗီဒီယိုလေးထပ်တင်ပေးပါမယ်ဒီကောင်နေပြီးတော့နော်ကျွန်တော်မိတ်ဆွေအားလုံးကကိုလင်းရဲ့အခုဒူဒီစူပါလင်းဆိုတဲ့ YouTube channel လေးကို subscribe မနေရသေးတဲ့ channel လေးကို subscribe နေပေးထားပါလို့မြေတားရက်ခံပါတယ်ဒါကိုလင်း account ဆက်ပါနော်ကိုလင်း account ဆက်ပါနော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲတက်တာပါအားလုံးပဲအကောင်းဆုံးကြိုးစားပေးထားပါတယ်